စတိုရီလိုင်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကဘာပေါ်မှာအပြင်းဆုံးလူတစ်ယောက်ရဲ့အကြောင်းကိုပြောပြပေးမယ်နော်သူ့နာမည်ကတော့မောင်တောက်တဲ့ကဲတီထူးပြောပြပေးမယ့်ပုံမြင်လေးကိုနားထောင်ကြည့်ကြရအောင်နော်ဟိုးရှိတုန်းကတာယာလှပတဲ့ရွာကြီးတစ်ရွာမှာပေါ့ရွာသူရွာသားတွေကပျော်ရွှင်ရွှင်ကြွကြွဆဆနဲ့လေတွေစပားတွေစိုက်ကြတော့ဆိုင်ရင်စပားတွေပေါ်များကြရဲ့လေဒါပေမဲ့ဒီရွာမှာတော့လူတစ်ယောက်ရှိတယ်သူကတော့ကဘာပေါ်မှာအပြင်းဆုံးလို့ခေါ်တဲ့မောင်တောက်တဲ့ဆိုတဲ့လူပဲပေါ့မောင်တောက်တဲ့ကကိုထမင်းကိုတောင်ချက်မစားချင်ဘူးကိုအိမ်သွားဒီအိမ်သွားပြီးတော့ဒေါ်ရင်ထမင်းကြံလေးရှိရင်ပေးပါအောင်မျိုးလို့တောင်းရပြီးတော့စားတောက်နေထိုင်နေရွာသူရွာသားတွေကလည်းဂယုဏကြီးတော့သူ့ကိုမုံကြံတွေထမင်းကြံလေးတွေပေးချရှာတယ်လေမောင်တောက်တဲ့ဟာအပြင်းကြီးတော့အိမ်ကောင်းကောင်းလဲမရှိဘူးပေါ့ကွယ်ရွာနောက်ဖက်ကဟောင်းနှမ်းဆွေးမြေ့နေတဲ့ဇရက်အိုကြီးကိုသူ့အိမ်လိုပဲသဘောထားပြီးနေထိုင်နေအဲ့ဒီဇရက်ကြီးကဘလောက်တောင်မှပြက်နေလဲဆိုတော့ကျန်းတွေလဲကျိုးအမိုးတွေလဲမလုံးအကအယံဆိုတာလုံးဝကိုမှမရှိတော့တဲ့ဇရက်ဟောင်းကြီးတစ်ခုပဲဖြစ်တယ်ဇရက်ကြီးတစ်ခုလုံးဟာမိုးရွာရင်လဲဆိုရွှဲနေပြီးလေတိုက်ရင်လဲအင်မတန်မှအေးတယ်ကွအိုးခတ်လိုက်တာကွယ်အိပ်ရတာလည်းမကောင်းထိုင်ရတာလည်းမကောင်းဒီတိုင်းနေရတာမပျော်တော့ဘူးလို့မောင်တောက်တဲ့ကညှိညူလိုက်တယ်အဲ့ဒီလိုမောင်တောက်တဲ့ညီးသွားနေတော့မှပဲလှဲတစီနဲ့ဖြတ်သွားတဲ့လှဲသမားဦးကြီးကအမှတ်မထင်ကြားသွားပါလေရောဟေးမောင်တောက်တဲ့အမိုးမလုံရင်အမိုးမိုးရမှာပေါ့ကွာအကာမရှိရင်လဲအကာကာရမှာပေါ့ဒါမှအေးစစ်စစ်နေလို့ရမှာလေကွာလို့လှဲသမားကြီးကငါ့ကိုပြောလိုက်တယ်အာအမိုးမိုးရမှာလားပြင်းစရာကောင်းလိုက်တာအကာကာရမှာလားအဲ့ဟာလေပြင်းစရာကြီးမလို့ရှင်မဘူးကွာလို့မောင်တောက်တဲ့ကပြန်ပြောလိုက်တယ်မောင်တောက်တဲ့ကအလုံးလုံးရမှာကိုတော့ပြင်းနေကွဒါပေမဲ့တက်တောင့်တက်တာဖြစ်ရှင်တော့ဘလို့လို့ရင်အလုံးမလို့ရပဲချမ်းသာရမလဲလို့စဉ်းစားနေတော့တာပေါ့ဟာဟုတ်ပြီကြံရပြီကွအော်မောင်တောက်တဲ့ကဘာတွေများကြံရလိုက်လဲခလေးလေးတို့သူရခဲ့တဲ့အကြံတွေကတော့သူကမိုးရေဆိုရတာကိုမကြိုက်ဘူးလေလေအေးလေးတွေတိုက်တာကိုလည်းမကြိုက်တော့မိုးနဲ့သားနဲ့လေနဲ့သားစီသွားပြီးတော့မိုးမရွာဖို့လေမတိုက်ဖို့သွားတောင်းမှန်မယ်လို့ဆုံးဖြတ်လိုက်တဲ့အကြံပေါ့ကလေးလေးတို့ရေမောင်တောက်တဲ့ဘလောက်များအပြင်းကြီးလဲဆိုတော့နော်ဒီလိုနဲ့မောင်တောက်တဲ့ဟာမိုးနဲ့သားကိုသွားတွေ့ပြီးတော့အိုးမိုးနဲ့သားရဲ့မိုးမရွာပါနဲ့ဗျာမိုးရွာနေရတာလဲခမည်းအတွက်ပြင်းစရာကောင်းပါတယ်ပင်လဲပင်မန်းပါတယ်မိုးမရွာပါတော့နဲ့ဗျာလို့မိုးနဲ့သားကိုတောင်းပန်ပြီးပြောလိုက်တယ်မိုးနဲ့သားကမောင်တောက်တဲ့ပြောတာကိုကြားပြီးတော့ဒီလူပြင်းကသူတယောက်တက်တာဖို့အတွက်ပဲကြည်တာကိုကောင်းပြီသူ့ကိုနှောင်ထားရအောင်လုပ်ပေးလိုက်မှပဲဖြစ်မယ်လို့စိတ်ထဲကနေတွေးပြီးတော့ကောင်းပြီသင်ပြောတဲ့အတိုင်းပဲငါမိုးမရွာတော့ဘူးဆိုပြီးတော့မောင်တောက်တဲ့ကိုပြောလိုက်တယ်မောင်တောက်တဲ့ကလည်းဝမ်းသာအားရနဲ့နောက်တစ်ခါလေးနဲ့သားစီကိုထပ်သွားပြန်နဲ့အတင်းလေးနဲ့သားရဲ့လေအေးတွေမတိုက်ပါတော့နဲ့ဗျာအမြဲတမ်းလေတိုက်နေရတာခမည်းအတွက်လဲပင်မန်းပါတယ်ပြင်းလဲပြင်းစရာကောင်းနဲ့လေမတိုက်ပါတော့နဲ့နော်လို့လေးနဲ့သားကိုလက်အုပ်ရှိပြီးပြန်ပြီးတောင်းပန်လိုက်ပြန်နဲ့လေးနဲ့သားကလည်းမိုးနဲ့သားလိုပဲဒီလူငပြင်းကိုသင်ငန်းစာပေးရမယ်နောက်သားရစေရမယ်လို့စိတ်ထဲကနေတွေးပြီးတော့ကောင်းပြီမင်းတောင်းဆိုတဲ့အတိုင်းပဲငါလေမတိုက်တော့ဘူးနော်လို့ပြန်ပြောလိုက်တယ်အဲ့ဒီနေ့ကစပြီးမိုးနဲ့သားနဲ့လေနဲ့သားဟာ9 ရက်တိတိမိုးလဲမရွာလေလဲမတိုက်ပဲနေလိုက်ကြပါလေရောဘာတွေဖြစ်လာလဲဆိုတော့တောင်သူလယ်သမားတွေရဲ့စပားကင်းနေအသီးရွက်တွေဟာမိုးမရွာလို့ခ
အခန်းလျှောက်လာကုန်ကြတယ်။တောက်ပဲတီးနှံနေလဲပျက်စီးကုန်ကြတယ်။အဲအားကြောင့်မလို့ရွာသားတွေကလည်းစားစရာတွေနှဲပါလာပြီးချိုးချံရွှေတာစားတော့ပြီးနေထိုင်ကြကုန်ကြတယ်။အဲဒီတော့အပြင်းကြီးတဲ့မောင်တောက်တဲ့ကဘာဖြစ်လာလဲသိလား။သူကအိမ်တကာကိုသွားပြီးထမင်းတောင်းပေမဲ့လေမောင်တောက်တဲ့ရဲ့ဒီရက်ပိုင်းမိုးမရွာလို့စပားတွေပြက်ကုန်ပြီငါတို့တော့မလောက်မငှဖြစ်နေတာပါကွယ်မပြေးနိုင်သေးဘူးတောင်းပန်ပါတယ်ကွာငါတို့လဲခက်ခဲနေလို့ပါလို့မောင်တောက်တဲ့ကိုပြန်ပြောလိုက်တယ်မောင်တောက်တဲ့ဟာလဲဘယ်အိမ်ကမှသမင်းဟင်းတောင်းမရတော့သူလဲအစာငတ်တော့တာပေါ့ဘိုက်ထဲမှာစာလောင်လုံးလို့နာကျင်နေတဲ့အခါကြတော့မှပဲအိုးငါမသွားပြီငါတယောက်တည်းသက်သာဖို့အတွက်ပဲကြည့်ခဲ့မိတာမိုးမရွာရင်တောင်သူတွေဒုက္ခရောက်ပြီးငါပါအစာငတ်ရမယ်ဆိုတာကိုငါမတွေးမိလိုက်ဘူးငါမသွားပြီကွာလို့ပြောပြီးမြေပေါ်ကိုလဲကျသွားခဲ့တယ်ဒါပေမဲ့နောက်ကျသွားပြီပေါ့အပြင်းကြီးလွန်းနဲ့မောင်တောက်တဲ့ဟာနောက်တကြီးစွာရပြီးနောက်ဆုံးမှာတော့အစာငတ်ပြီးတေဆုံးသွားရရှာပါတယ်တေဆုံးသွားတဲ့မောင်တောက်တဲ့ဟာသူများတွေရဲ့အကျိုးကိုမကြည့်ပဲကို့အကျိုးတစ်ခုတည်းကိုပဲကြည့်ခဲ့မိလို့နောက်ဘဝမှာလဲပြစ်ဒဏ်ခံရပြန်တယ်ကွသူဟာတစ်ပင်တွေရဲ့ပူအိုက်တဲ့တစ်ခေါင်းထဲမှာနေရတဲ့တတဝါလေးတစ်ကောင်ဖြစ်သွားရှာတယ်အဲ့ဒီတတဝါလေးကဘသူလဲသိကြလားဟုတ်တယ်ကလေးလေးတို့တီးတဲ့တောက်တဲ့ဆိုတဲ့အကောင်လေးဖြစ်သွားတာပေါ့ကွယ်တောက်တဲ့လေးဟာတစ်ခေါင်းထဲမှာပူလွန်းလို့မနေနိုင်တဲ့အခါကျရင်မိုးတယ်လေတွေလာအောင်လို့တောက်တဲ့ဆိုတဲ့အခေါ်အတန်နဲ့အော်ခေါ်တတ်တာပေါ့တောင်သူလေသမားတွေကလည်းတောက်တဲ့ရဲ့အတန်ကိုကြားတာနဲ့အော်မိုးရွာတော့မယ်လေတိုက်တော့မယ်ဆိုပြီးသူတို့ရဲ့အလုပ်တွေကိုကြိုတင်ပြင်ဆင်နိုင်တော့တယ်လေအဲ့ဒီတော့အရှင်ဘဝကအပြင်းကြီးတဲ့တောက်တဲ့ဟာဒီဘဝမှာတော့တောက်တဲ့အကောင်လေးအဖြစ်နဲ့ပဲသူ့ရဲ့အတန်လေးတွေနဲ့တောင်သူတွေကိုပြန်ပြီးတော့အကျိုးပြုပေးရှာတယ်နော်ကဲကလေးလေးတို့ရေပုံမြင်လေးကတော့ဒါပါပဲကွယ်ပုံမြင်လေးတွေကနေဘာတွေသင်ခန်းစာတွေရလိုက်လဲဆိုတော့စူးစမ်းခြင်းဟာအောင်မြင်ခြင်းရဲ့အရှိခံပါပဲနော်အလုံးမလုံးဖဲပြင်းနေရင်လေကိုယ်တိုင်ဒုက္ခရောက်တတ်တယ်ကိုတယောက်တည်းကိုပဲမကြည့်ပဲလူတွေအများရဲ့အကျိုးကိုလည်းထည့်ပြီးစဉ်းစားရမယ်နော်ကဲတီတီထူပြောပြပေးတဲ့ပုံမြင်လေးကိုနားထောင်ခြင်းနဲ့ဆိုရင်တီတီထူ Storyline Channel လေးကို Like and Subscribe လေးပေးခဲ့ပေးပါဦးနော်နောက်ထပ်ပုံမြင်တွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်ကလေးလေးတို့ရေအားလုံးပဲတက်တာပါ